သေးတယ်နောက်ဆုံးတော့တော့မဆက်ခင်မှာစဉ်းစားပါဦးရရင်ပူခဲတဲ့တရားဘဝတွေကိုအေးချေပါဟောလူစံတာတွေမပြေလို့မမပတ်ခံမှာ